ကျွန်တော်အခုခီးထွက်မယ်ပေါ့နော်တယောက်တည်းဘယ်ကိုတွားမလဲဆိုတော့ပီနန်းကိုတွားမယ်ပီနန်းကကျွန်တော်ရဲ့တငယ်ချင်းတွေတော့ဦးလေးတွေခေါ်လို့ပေါ့အဲ့ဒါတွားတွေ့မှာဖြစ်ပါတယ်ကိုကတော့မနက်စောပေါ့2:50 မိနစ်ဆိုတော့3 နာရီထိုးပြီ3 နာရီထိုးပီနန်းကိုတယောက်တည်းဟိုက်ပါမယ်ကိုကတရုတ်ရက်ကွက်ဖြစ်တဲ့အတွက်နော်ဆိုင်ကယ်ကိုတွန်းချတယ်ကွာကျွန်တော်နေတာတောင်ပေါ်မှာဖြစ်တဲ့အတွက်ဆိုင်ကယ်ကိုအောက်ကိုတွန်းချလိုက်တယ်စက်မနိုးပေါ့အောက်ရောက်မှကွာအိမ်နဲ့ဝေးတော့မှစနိုးမယ်ဘာလို့ကိုစနိုးလိုက်လို့ရှိရင်ကျွန်တော်ရဲ့အေဆောကပါဝါအေဆောတတ်ထားတာဖြစ်တဲ့အတွက်အရန်စုညာမှာကြောက်လို့လေအဲကြောင့်မလို့ကျွန်တော်ဖြည်းဖြည်းလေးပဲဆင်းလိုက်တယ်စက်မနိုးပဲဒီကနေပီနန်းကိုတွားမယ်ဆိုရင်တော့လောလောဆယ်3 နာရီကျော်လောက်ကြာတယ်ဘာလို့လဲဆိုတော့ညဘက်ဖြစ်တဲ့အတွက်ကားရှင်းတယ်ကွာဟိုင်ဝေးလမ်းဆိုလဲတယောက်တည်းလို့ပြောလို့ရတယ်ကားတစ်စီးပဲရှိမယ်ကားရန်ရှင်းတယ်အဲ့တော့3 နာရီကျော်လေးပဲမောင်းရမယ်အခုကတနာရီကျော်လောက်မောင်းပြီးတော့အီပိုရဲ့လိုင်ကိုရောက်ပြီပေါ့နော်အီပိုလိုင်ကိုလည်းမှာဒီမှာတော့ကားနဲ့ရှုပ်တယ်ကွာပြီးလို့ရှိရင်ဒီလိုင်ကိုကြော်လို့ရှိရင်ဆိုင်ကယ်သမားတွေဆိုရင်လည်းတတိထားကွာအဲ့မှာ speed ကင်မရာနှလုံးရှိတယ်သူကတလုံးကပုံမှန်ဆိုလို့ရှိရင်120 dot speed ဆိုရင်သူကင်မရာဖတ်တယ်ကွာဒီကောင်က80ပဲအဲ့တော့ဖြည်းဖြည်းပဲမောင်းပါဒီအပိုးကြော်နည်းနည်းကြော်တာတဲ့ကွာကျွန်တော်မိုးစမိတာပဲမိုးကအိမ်တော့ယူလာတာကွက်တီဖြစ်သွားပါတကယ်လို့ခရီးသွားမယ်ဆိုရင်တော့လိုအပ်တဲ့ဟာတွေပါလေယူလာကောင်းတယ်အဲ့လိုမျိုးယူမှကိုယ်တော့အဆင်ပြေတာကွာတကယ်လို့သွားမယ်ဆိုရင်လည်းအဲ့လိုမျိုးယူပေါ့နော်ကားနဲ့ဆိုရင်တော့မလိုကူကတော့မနက်စောပေါ့ဦးလေးတို့လည်းကျွန်တော်လာတဲ့အချိန်မှာတို့မအိပ်ဖဲနဲ့စောင့်နေကြတယ်အဲ့ဒီလိုတော့ရောက်တော့တမင်စားတွားတော့မယ်ပေါ့ကျွန်တော်လည်းအေးနည်းနည်းဝအိပ်ပြီးတော့ပြီ2 နာရီ 3 နာရီလောက်ဆိုတော့တမင်စားစတော့ပြီတမင်စားပြီးတော့ကိုကတော့တဟိုက်တော့မယ်ပေါ့ညီကိုရင်းနဲ့ဦးလေးကအစမှာသူနေ့လေဘယ်လောက်မှလိုက်မယ်ဆိုပြီးတော့ဦးလေးကလည်းကိုကရောက်လာပြီဆိုတော့အကုန်လုံးလူဆုံသွားပြီဗီဒီယိုရိုက်ပါညာပြီးလစ်မယ်ပေါ့နော်ကိုကတော့စကားပြောပေါ့ဦးလေးတို့ဦးဆောင်ပြီးတော့ဘယ်လိုသွားမယ်ဘာညာအဲ့လိုမျိုးစကားပြောပြီးတော့ကွာစပြီးတော့ဟိုက်ပြီးပထမဆုံးတွားမှာတော့ကက်ချေလို့ပြောရတော့နေရာတော့ကျွန်တော်လည်းမသိဘူးစပြီးတော့ထွက်ပါပဲဒီပီနန်းကနေရာတွေကရမ်းလာရလားဒီကောင်းနေဆိုရင်ရွာပုံစံမျိုးကွာရမ်းမိုက်တယ်ပြင်တောင်ရင်တုံမိုးနဲ့အမေရွာကိုပြန်ရောက်သွားတယ်လို့ပဲဈေးဆိုင်လေးတွေကရွာဘက်လိုပဲကွာရမ်းမိုက်တယ်မိခင်ဆိုင်ကယ်တွေပါတယ်ဆိုလဲရွာဘက်ကလိုမျိုးတရားမှာ125တွေပါရေးစီကြတာဒီရာဆိုလေကွင်းနေနဲ့ရမ်းမိုက်တယ်တကယ်ရွာကိုပြန်ရောက်သွားတယ်လို့ပဲကွာရွာငွေတက်ရတယ်လေကောင်းတီးတန်းတယ်ကြည့်ရမှာဆိုရင်တော့အဲ့လိုမျိုးမရဘူးကွာဒီဘက်မှာဆိုရင်တော့ရမ်းမိုက်တယ်ဒီလမ်းအစားကျွန်တော်တို့ကြည့်ရင်လမ်းနေဆိုရင်ပုံမှန်ဆိုတလမ်းမောင်းဒီမှာကျတော့2 လမ်းမောင်းဒီမှာကျတော့တလမ်းပဲမောင်းရတာကိုကတော့သွားတဲ့ကန်းကြီးရောက်ပြီပေါ့နော်ဒါနေရာတော့မတည်ဘူးကျော်လဲဒီမှာညီကိုတွေစကားပြောပြီးတော့ဓာတ်ပုံပါညာရိုက်ပေါ့အေးတောက်ပြီးလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့လစ်မယ်ထပ်သွားမှာကဒီပီနန်းတရားကိုကြော်မယ်ပေါ့နော်တရားကြော်ရဲ့ဟိုဘက်ကမ်းမှာလေရင်ကွင်းရှိတယ်လေရင်ကွင်းကိုကျွန်တော်တို့သွားကြမယ်ကိုကစကားပြောဂုံပုံပါညာရိုက်ပြီးလို့ရှိရင်တော့စပြီးတော့လစ်တော့မယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်ကဒီမှာလာနေတာဖြစ်တဲ့အတွက်လေတနေရာနဲ့တနေရာကိုအကြာကြီးမနေဘူးကွာဒီကသူတို့ကလာတဲ့နေရာလေးတွေကျွန်တော်ရောက်စေခြင်းလို့လိုက်ပို့ကြတာပေါ့အရန်လက်ခင်ပို့ကောင်းတယ်တစ်ပွဲလုံး
အခုကဆိုရင်တော့လင်ကွေးကိုစပြီးတော့ထွက်ပြီးပေါ့နော်စောစောတော့လာခဲ့လဲပင်လယ်ကနေပြီးတော့ဒေါ်လာအတိုင်းပဲထွက်တယ်ဒေါ်လာတိုင်းထွက်ကြော်လာတဲ့အချိန်မှာကိုကပီနန်လာရန်လာတယ်အပြင်မှာဆိုရင်ဖုန်းထဲမှာတော့မှရန်လာနေအပြင်မှာဆိုလို့ရှိရင်ရန်လာတယ်ပြီးလမ်းကြတော့လေကွာရန်ဖြောင်းပြီးတော့ရန်မိုင်းဖြုတ်တော့ရှေ့ကဟွာအာတူဖိုင်းနဲ့အဲ့ဒါမလီကောင်ကျော်လို့ဖွဲ့တယ်မှာမလီတယောက်ပါလာအရှဲဖြုတ်တယ်ဒီလိုဒီပီနန်လို့လော့စာတို့ဒီစုံငိုင်းပက်တနီတို့တကယ်လို့ဆိုင်ငယ်စီးတဲ့ညီကိုတွေပါလေ join နေတယ်ဆိုလို့ရှိရင်လည်းလာ join လို့ရတယ်ဒီပီနန်ကညီကိုတွေရန်ခင်ဘောကောင်းနေတော့တကယ်လို့ဆိုင်ငယ်ဝါဒနာပါတယ်ဆိုရင်လာ join လို့ရတယ်သူတို့ကြတော့ကျွန်တော်တို့KN တက်ကိုလူညီတယ်လို့ပြောလို့ရမယ်။ဘာလို့လဲဆိုတော့သူတို့ကပိတ်ရကြတော့လေကွာစတေးတို့တွေကြတော့အကုန်လုံးပိတ်ကြတယ်။ကျွန်တော်တို့ KN မှာကြတော့အဲ့လိုမျိုးမပိတ်ဘူးကွာ။စိတ်ုံသမားတွေကြတော့စနေတုံးတွေပိတ်တယ်။စားတော့ဆိုင်သမားတွေကြတော့စနေတုံးတွေမပိတ်ဘူးအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်လူမညီတယ်လို့ဖြစ်တယ်ပေါ့။သူတို့ကြတော့ပိတ်ရတူတဲ့အတွက်ဘာပြောမလဲကွာအလုံးလုံးတဲ့အချိန်ဆိုလဲအကုန်လုံးလုံးပိတ်တဲ့အချိန်ဆိုလဲအကုန်လုံးတည်းမလားပိတ်ဟိုက်ပဲလေအဲ့လိုမျိုးစီစီပြီးတော့ဟိုက်ရောပဲတရားဆုံးလို့ရှိရင်တော့ဘာသာဝတ်ကိုရောက်ပြီးဒီတရားကတော်တော်လေးကိုမောင်းယူရတယ်ကျွန်တော်ဖြတ်ထားတာလည်းအများကြီးပဲနောက်မှာပြီးရင် view ကလည်းရမ်းလာတယ် view လာတယ်လို့ဒါကလည်းတော်တော်လေးကိုရှိတယ်ပင်လေကြီးကိုဖြတ်ပြီးတော့ဆောက်တာပေါ့နော်ဘယ်လိုဗီဒီယိုလောက်တော့ဆောက်ထားမလဲမသိဘူးရမ်းပိုင်းလေး